မင်္ဂလာပါခင်ဗျာနာမည်ဆိုးနဲ့ကြော်ကြားတဲ့မကွေးတိုင်းပေါက်မြို့နယ်ရေပြရဲစခန်းနဲ့ကုတ်ကိုစုကျေးရွာဗျူစော်တီစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစီနီတိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်မှုအတွင်းမှာအကြံဖက်စစ်သားရောက်40ကျော်တေဆုံးပြီးစစ်တုပ်ပန်းရောက်20ကျော်အစဉ်ဖမ်းမိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တည်င်းရင်မြင့်ကထုတ်ပြန်ခဲ့ပါတယ်ဇွန်လ2ရက်နေ့မနေ့4နာရီအချိန်မှစတင်ရဲ့မကွေးတိုင်းအစစ်ပိုင်းရေပြရဲစခန်းနဲ့ကုတ်ကိုစုကျေးရွာစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကစတင်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ4ရက်နေ့ညနေပိုင်းမှာအပိတသိမ်းယူနိုင်ခဲ့ပြီးအကြံဖက်စစ်သားအယောက်40ကျော်တေဆုံးတယ်။စစ်တုပ်ပန်းအယောက်20ကျော်အစဉ်ဖမ်းမိထားတဲ့အပြင်လက်နက်ခဲယမ်းအမြောက်အများကိုလည်းတင်စီရမိခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က9ယောက်မြင့်မြတ်စွာကြာဆုံးခဲ့ရပါတယ်။မကွေးတိုင်းပေါက်မြို့နယ်ရေပြစခန်းနဲ့ကုတ်ကိုစုဗျူစော်တီစခန်းဟာအကြံဖက်စစ်တပ်လက်ခံပုဂ္ဂိုလ်တော်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့စခန်းတွေဖြစ်ကြပြီးပြည်သူအသွားအလာကိုအကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးတာတွေရှိသလိုတချို့သောပြည်သူတွေကိုငွေကြေးရအရေးယူမှုတွေရှိပါတယ်။ဒါကြောင့်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရေပြစခန်းနဲ့ကုတ်ကိုစုဗျူစော်တီကျေးရွာစခန်းကိုအမျိုးသားညီညွတ်ရေးအစိုးရအယူကြီးလက်ခံတပ်ဖွဲ့များနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဇွန်လ2ရက်နေ့မှာစီးနင်းတိုက်ခတ်ခဲ့တယ်ပါဇွန်လ4ရက်နေ့ညနေပိုင်းမှာတော့အပိတသိမ်းယူနိုင်ခဲ့ပြီးဒီတိုက်ပွဲဟာတကယ်ကိုပြပြထန်စီးခဲ့ပါတယ်ပြည်သူတွေအတွက်ဝမ်းမြောက်စရာသတင်းဖြစ်ခဲ့ပေမဲ့ဝမ်းနည်းစရာကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့9ယောက်ကြာဆုံးခဲ့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပါခင်ဗျာဒီနေ့ကျွန်တော်ရဲ့တင်ဆက်မှုကတော့ဒီတော့ပါပဲခင်ဗျာအဆုံးထိလက်ပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်